ကဲမိတ်ဆွေတို့ဒီအခုပြောပြပေးမယ့်ဇလန်းလေးကတော့တောင်ကိုရီးယားရဲ့ထိပ်တန်းပုဂ္ဂလိကအကြောင်းတစ်ခုမှစတင်ထားတာပါဒီအကြောင်းကလေတထေးသားသမီးတွေကြီးပဲတက်ကြတာဖြစ်ပေမဲ့ဟန်ဂျီဦးဆိုတဲ့ကောင်လေးကတော့ဆင်းရဲတဲ့မိသားစုကနေလာတာပေါ့သူဟာလူမှုရေးဖူလုံခွင့်နဲ့ပညာသင်ခွင့်ရထားတာမို့ကျောင်းမှာအမြဲတမ်းမျက်နှာငယ်နေရတယ်လို့အထူးသဖြင့်ခက်ခဲလွန်းတဲ့တင်ချဘာသာရပ်မှာအဆင့်မမီပဲဖြစ်နေပါတယ်တင်ချဆရာကလည်းသူ့ကိုအဆင့်မမီတဲ့အတွက်ကျောင်းပြောင်းဖို့နေ့တိုင်းဖိအားပေးနေတာပါပဲတင်ကြမှာတော့ဂျီဦးဟာအဆောင်မှာတငယ်ချင်းတွေခိုင်းတဲ့အတိုင်းအရက်ခိုးသွင်းလာရင်လုံခြုံရေးဦးလေးကြီးလီဟက်ဆောင်နဲ့ထိတ်တိုက်တော်ပါတော့ဒီဦးလေးကြီးကကျောင်းမှာတော့တုံတုံမုံမုံနဲ့စီကန်ကြီးလွန်လို့လေမြောက်ကိုရီးယားကကွန်မြူနတီအရာရှိလို့တောင်နာမည်ပြောင်းပေးထားပါသူပါဒီကိစ္စကြောင့်ဂျီဦးဟာအဆောင်ကအထောက်ခံလိုက်ရပြီးမိုးတဲ့လေထဲမှာဒုက္ခရောက်နေတော့ဦးလေးကြီးကသူ့ရဲ့လုံခြုံရေးနားနေကန်လေးတွေမှာခဏခိုးခွင့်ပေးလိုက်ပါတယ်အဲ့ဒီညမှာဂျီဦးဟာဖေမရလူဖြစ်ထားတဲ့တင်ချပု္ပ္ပစာစာရွက်ကိုဦးလေးကြီးကမနှက်လင်းတော့အဖေမှန်တွေတွေ့ပေးထားတာကိုတွေ့လိုက်ရချိန်မှာတော့ဒီဦးလေးကြီးဟာတာမန်လူမဟုတ်မှန်းသူရိပ်မိသွားပါတော့တယ်တကယ်တော့ဒီလုံခြုံရေးဦးလေးကြီးဟာမြောက်ကိုရီးယားကနေထွက်ပြေးလာတဲ့ထူးချွန်လောနဲ့တင်ချပါတာကိုကြီးတယောက်ချင်းနေတာပါဂျီဦးကသူ့ကိုတင်ချတင်ပေးဖို့တနာခံတဲ့အခါမှာဦးလေးကြီးကစီကန်းချက်တွေနဲ့လက်ခံလိုက်ပါတယ်သူ့အကြောင်းဘာမှမမေးရဘူးတင်ချကိုအမှတ်ရဖို့တည်းမတွေ့ရဘူးဆိုတဲ့စီကန်းတွေပေါ့တင်တန်းကြီးကတော့စတော်ဘယ်ရီနို့တပူးပါပဲအဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာညဘက်ကိုင်းလုံခြုံရေးအခန်းလေးထဲမှာလှုပ်ဝက်ပြီးတင်ချတင်ကန်းစာတွေစတင်มาတော့တယ်ဦးလေးကြီးကဂျီဦးကိုတင်ပေးတာကကျောင်းစာတွေလို့အလွတ်ချက်ဖို့မဟုတ်ပဲတင်ချရဲ့လှပမှုနဲ့အဖြေမှန်ရဖို့ထက်အဖြေရှာတဲ့လုပ်ငန်းစဉ် process ကပိုအရေးကြီးတယ်ဆိုတာကိုတင်ပေးတာပါဒါပဲဇလန်းကအစိုးဘက်ကိုဥတီလာပါတယ်ကျောင်းမှာတင်ချပလိုက်ပွဲကျင်းပတော့မယ့်အချိန်မှာတင်ချဆရာကစာမေးပွဲမေးခွန်းတွေကိုတထေးသားသမီးတွေစီငွေယူပြီးကြိုးပေါက်ကြားနေတာပါဂျီဦးကတော့ဦးလေးကြီးစီကတင်ထားတဲ့ပညာတွေနဲ့ကိုအားကိုပြီးအဖြေတွေမှအဖြေနိုင်လာပါတယ်ဒါကိုမနာလို့တဲ့ကျောင်းသားတွေနဲ့ဆရာတီသူကဂျီဦးဟာမေးခွန်းခိုးတယ်ဆိုပြီးမတရားဆွဆွဲပြီးကျောင်းထုတ်ဖို့အထိကြံစည်ကြပါတော့တယ်တစ်ဖက်မှာလည်းဦးလေးကြီးရဲ့အတိတ်ကပေါ်လာပါတယ်သူဟာမြောက်ကိုရီးယားမှာရှိစဉ်ကတင်ချပညာကိုလက်နက်တပ်စင်ရင်မှာအသုံးချခံရတာကိုမလိုလားလို့ထွက်ပြေးလာခဲ့တာဖြစ်ပြီးလန်ကူလက်မှာလည်းသူ့သားဖီသူကိုဆုံးရှုံးခဲ့ရတဲ့အသေးကွဲစရာအတိတ်တွေရှိနေသူပါဇက်ရှင်အမြင့်ဆောင်အခင်းမှာတော့ဂျီဦးဟာမတရားဆွဆွဲခံရပြီးကျောင်းကနေထွက်ခွာရတော့မယ့်အခြေအနေကိုရောက်နေပါတယ်အဲ့ဒီအချိန်မှာလူပုံအလဲကိုမထွက်ရတဲ့ဦးလေးကြီးကဂျီဦးကိုကဲတင်ဖို့အတွက်သူကိုယ်တိုင်ကျောင်းခန်းမလေးကိုရဲရဲဝံဝံဝင်လာပါတော့တယ်သူကဘယ်သူလဲဆိုတာကိုဖွင့်ပြောလိုက်ပြီးကျောင်းဆရာရဲ့မယိုးသားမှုတွေကိုတက်တည်ပြလိုက်ပါတယ်သူကတင်ချပု္ပ္ပစာတပုတ်ကိုဖြည့်ရှင်းဖို့အတွက်အရေးကြီးဆုံးကရဲရင်မှုပဲလို့ဂျီဦးကိုအားပေးရင်းအမှန်တရားကိုဖော်ထုတ်ပေးခဲ့ပါတယ်ဇက်သိန်းမှာတော့ဦးလေးကြီးကသူ့ရဲ့တီနေရာကိုလူတီးသွားပြီးဖြစ်တဲ့အတွက်တခြားတဲ့နေရာကိုထွက်ခွာသွားခဲ့ရပါတယ်နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ဂျီဦးဟာကဘာကျော်တင်ချတူတေးတဲ့ဌာနတစ်ခုမှတူတေးတဲ့တယောက်ထင်နေပါသည်အဲ့ဒီမှာသူဟာအမြဲတမ်းလွမ်းဆွနေရတဲ့သူ့ရဲ့ကျေးဇူးရှင်ဆရာကြီးနဲ့ပြန်လဲဆုံတွေ့ရင်ဇလန်းလေးကကြည်နူးစရာကောင်းစွာပြီးဆုံးသွားပါတော့တယ်